ဒီနေ့မှာတော့ဆ iam မကျူးရဲ့ကြာတော့ဒီလဲမှောင်စကားဝတ္ထုကိုအပိုင်း3အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ကြာတော့ဒီလဲမှောင်စကားအပိုင်း3အပိုင်း1အခန်း2သူမကိုဖြိုးကြောင်းလိုက်ပို့ရသည့်တာဝန်သည်သူမနဝမာတန်းရောက်တော့အလျိုအလျောက်ပြီးဆုံးသွားသည်ဇောတက်ရသည့်ကျောင်းမှာအမှတ်1အစိုးရအထက်တန်းကျောင်းဖြစ်သည်ဇောတို့အိမ်ဤအရှိတောင်ဘက်အဝေးပြေးလမ်းမကြီးပေါ်တွင်ရှိပြီးရက်ကွက်တစ်ခုခြားသောကြောင့်အနှဲငယ်ဝေးသည်ဟုဆိုနိုင်ပါသည်ကလေးနှစ်ယောက်မှာဆယ်ကျော်သက်အရွယ်သို့ရောက်လာပြီးတွဲသွားလာ၍မတင့်တော်ဟုသောအတွေးမျိုးလည်းကိုစီဝင်လာခဲ့ပြီးထို့ထက်ပို၍အရေးကြီးသောအချက်မှာသူမတို့နှစ်ယောက်ကိုတငယ်ချင်းများကတီတိုးစကားဖြင့်ဆွဆွဲနေကြပြီးခင်မင်သူများကဆိုလျင်မထိတတိနောက်ပြောင်ကြည်စဲတတ်ပြီးမိမိတို့နှစ်ယောက်အကြားတွင်ရှိသည့်ဖြူစင်သောတန်ရောစင်သည်တစ်ချိန်ချိန်တွင်အယောင်တစ်ခုခုပြောင်းသွားမလားဟုတိတ်တခိုးစိုးရိမ်ပူပန်တက်လာပြီးထို့အခါသူမတို့နှစ်ယောက်သည်ဆုံးဖြတ်ချက်တစ်ခုဒိုင်တူချခဲ့မိဟန်တူပါသည်ဖြိုးနင်ငါ့ကိုကြောင်းလိုက်မပို့နဲ့တော့ဟုတခွန်းသာပြောရလျက်သူကလည်းစိတ်ပေါ့ပါလွတ်လပ်သွားသူတူ၏အမှုအရာဖြင့်အေးဟုလက်ခံခဲ့လေသည်1983ခုနှစ်ဇွန်လဆန်းတွင်အမှတ်1အစိုးရအထက်တန်းကျောင်း၏တမဆောင်ဟုအများခေါ်သောနဝမရန်ဆောင်၌ပြောင်းရွှေ့ကျောင်းတက်ခဲ့ရသည်နဝမရန်ကျောင်းသားများများလွန်းသဖြင့်အေမကြီးအထိ9ခန်းခွဲ၍ထားသည့်အနက်သူမကစီခန်းတွင်2ရက်တိတိသာကျောင်းတက်လိုက်ရပြီးကြီးခန်းသို့အတန်းပြောင်းရွှေ့ခံရသည်နဝမရန်ကြီးသည်ကိုရန်ဆောင်တစ်ခုလုံးတွင်အဆုတ်ချဆုံးသောအခန်းဖြစ်၏ထရန်တို့ပေါက်ပြဲလျက်အိမ်သာရှိသောကုန်းပြင်နှင့်လည်းအနည်းဆုံးအစွန်ခန်းဖြစ်လေသည်ကြီးအခန်းထဲသို့သူမပထမဆုံးအကြိမ်ဝင်သွားသောအခါတခြားအခန်းများမှာသူမလိုပင်ပြောင်းလာဟန်ရှိသည့်ကျောင်းသူကျောင်းသားမျက်နှာစိမ်းများကိုဟိုနေရာတစုဒီနေရာတစုတွေ့ရသည်တချို့ကျောင်းသားများကတဟေးဟေးတဟားဟားနှင့်ပျော်ရွှင်နေပုံရပြီးတငယ်ချင်းနှင့်ခွဲလာရဟန်တူသောတချို့ကတော့ငြိမ်သက်စွာနေရာယူလျက်ထိုင်နေကြပြီးသူမသည်ရွယ်အိတ်ကျိုးကိုတင်းတင်းဆုပ်လျက်ကြောက်တင်ပုံကြီးနှင့်အနီးဆုံးရှေ့ဆုံးခုံတန်းတွင်ဝင်ထိုင်လိုက်သည်ဘေးနားမှထိုင်နေသောမိန်းကလေးကကိုမိတ်ဆက်လာ၏ငါအေခန်းကပြောင်းလာတာငါနာမည်ခင်ဝေတင်းတဲ့ဟုတ်လားငါကစီခန်းကပြောင်းလာတာငါနာမည်တင်တင်စောဟေ့တို့တော့ကျွတ်တာပဲတင်တင်စောကြီးဒီခန်းကို6ရန်းကဆရာတွေမတင်ဘူးတဲ့ဘာ10ရန်းတင်တဲ့ဆရာတွေလာတင်มาတဲ့တော့ဖျားရီထမင်းစားကြောင်းစင်းချိန်တွင်ကျောင်းနှင့်အိမ်ဝေးသဖြင့်ထမင်းကိုကတုတ်ကရက်စားပြီးပြန်လာရသောအခါသူမဆုံးဖြတ်ချက်တစ်ခုချလိုက်သည်နောက်နေ့ကျရင်ကျောင်းကိုထမင်းဘူးယူမယ်ညနေကျောင်းစင်းတော့ဓာတုဗေဒဒရက်စင်နာမည်သင်္ကေတများဗီလင်စီများတွဲ၍ကျက်နေတုံဖြိုးရောက်လာသည်အမေကိုရန်ကျောင်းသူကြီးကစာရီဘာရီတောင်ကျက်နေပြီလားဟုအောက်ကလိအောက်ကလာအတန်ဖြင့်မကိုးမခန့်မေးသည်ဒါပေါ့9တန်းလို့တော့ဘယ်လွယ်ပါလိမ့်မလဲဟုနှိမ်ပေါက်ဖြင့်သူမပြန်ပြောလိုက်တော့လေသူကတော့နာဟန်မတူချေလှမ်းရိပ်ကလေးများထနေသောစပင်ညိုညိုပျော့ပျော့ကလေးများကိုလက်ဖြင့်တတ်တင်ရင်ရဲကျဲကျဲလုံနေသည်ငါ့ကိုပိုက်ဆံ9ချက်လောက်ချေးစမ်းပါစောအိုးငါမှ9ချက်မပြောနဲ့တစ်ချက်တောင်မရှိဘူးအမေနင်မလိမ့်မနဲ့ငါသတင်းရပြီးသားနင့်အကိုကြီးကနင်ဂုံတုနှစ်ပါသာပါလို့ပိုက်ဆံ90စုချထားတာဆိုဟုတေချာပေါက်တိနေသူဤဒေတန်ဖြင့်ပြော၏ဟင်အဲ့ဒါတော့သူမဤနှဝမ်းကွဲသောအကိုမှာပလဲနှင့်ငါးသင်းပေါ်မှအရာရှိတစ်ယောက်ဖြစ်လေသည်သူမကိုစုချခဲ့သောပတ်စံကိုသူမကိုယ်တိုင်ပင်3ရက်သည်မဟုတ်အေးလေမပေးလဲရပါတယ်ဟုမျက်နာခတ်တီတီဖြင့်ဖြိုးကခြာကနေပြန်လဲထွက်၏နေအောင်လေဖြိုးသူကပဲစိတ်ကောက်ရတယ်ရှိသည်သူမအနှဲငယ်စူဆောင်သောဟန်ဖြင့်တက်ကရူဖုံးနိုင်၏တငယ်ချင်းလိုပဲဆက်၍ခေါ်မိခိုင်စာအုပ်ကြားထဲညှက်ထားသောပတ်စံထက်ထဲမှ9ချက်တန်ကလေးကိုထုတ်ပေးလိုက်သည်နင့်မျက်နာကဘာဖြစ်နေတာလဲနင့်ပတ်စံငါကပြန်ဆက်မှာပါဟာမတသားတလိုကြီးလုံမနေနဲ့ဟော့တော့ပတ်စံချေးမိသူကပဲမျက်နှာချိုသွေးပြရအောင်မိပုံပဲသူကသူမပေးသောပတ်စံကိုမယူချင်းယူချင်းဖြင့်လှမ်းယူ၏
နင်ဘာသုံးဖို့လဲမဆက်စုကြီးဟိသူပတ်စံရလျင်ရခြင်းပြစ်ခနဲ့ပြေးထွက်သွားတော့သည်ချိုးတယောက်ဆေးလိပ်များတောက်တက်နေပြီလားသူမတို့အတန်းထဲမှကောင်လေးတချို့အတန်းအားချိန်တွင်ဆေးလိပ်ခိုးတောက်သည်ကိုမြင်နေရသောသူမအနေဖြင့်ချိုးကိုဘလို့မှစိတ်မချနိုင်ချေချိုးကျော်တို့အိမ်သည်တင်တင်စော်တို့အိမ်နှင့်ခြံချင်းကပ်လျက်ဖြစ်၏သူမတို့နေသည့်လမ်းကိုဂုံမသိမ်လမ်းဟုခေါ်ကြသည်အများစုကပွဲစားများနေထိုင်ကြသည်စံပွဲယုံထန်းလျက်ပွဲယုံကြက်သွန်အာလူးပွဲယုံပဲအမျိုးမျိုးရောင်းသောပွဲယုံစသည်တို့ဖြစ်သည်သူမ၏ဖခင်သည်သူမမမွေးဖွားမီနှင့်ငယ်ရွယ်စဉ်တုန်းကပွဲစားဖြစ်တော်လဲသူမတိတက်ဆအရွယ်ရောက်လာကလေးကနာယီပြင်စရာတဦးအဖြစ်အသက်မွေးဝမ်းကြောင်းသည်ချိုးတို့ဖခင်ကတော့ရေနံတွင်းစားဟောင်းတဦးဖြစ်လေသည်ချိုးတို့တိုက်အိမ်မှာနိုင်ငံခြားရုပ်ရှင်ကားဟောင်းများတွင်တွေ့ရတတ်သောဒုရဲကြီးမသည့်နယံတို့ဖြင့်တိဆောက်ထားသည်လသာဆောင်ကိုတခြားတိုက်အိမ်များလိုအလျားလိုက်လေးတောင်ထုတ်ထားခြင်းမျိုးမဟုတ်ပဲအပေါ်ထက်တောင်ချိုးအခန်းတစ်ခု၏အစွန်များမှာအပြင်သို့အဝိုင်းတံကွေးဝိုက်၍ထုတ်ထားသည်အခန်းတစ်ခုမှာသူ့အမနေသောအခန်းဖြစ်ပြီးအခြားအခန်းမှာဧည့်ခန်းဖြစ်၏ဧည့်ခန်း၏ဟိုဘက်ကျမှသူမိဘများ၏အိတ်ခန်းဖြစ်သည်ချိုးနှင့်သူတို့၏ဦးလေးကြီးတစ်ယောက်မှအောက်ထပ်၌နေသည်သူမတို့အိမ်ကတော့ကျင်တွယ်ပုံတောင်ချိုးထားသည့်တမန်တလင်းခင်တစ်ထက်အိမ်ကလေးဖြစ်သည်ချိုးတို့ခြံလောက်လဲခြံဝင်းမကျဲလာဘဲနှင့်အိမ်နှင့်ခြံစီယိုးကြားရှိတမန်တလင်းခင်းထားသောကွက်လက်မှာ၄ပေလောက်သာကျဲ၏ထိုကွက်လက်ထဲတွင်နှင်းစီပန်းပင်များကိုပန်းအိုးဖြင့်စီတန်းစိုက်ထားပြီးတစ်ပင်စိုက်ဝါသနာပါသောအမေကတမန်တလင်းကိုဖောက်ထွင်းပြီးမျက်လေးပန်းပင်ကိုစိုက်ထားလိုက်သေး၏ကျောင်းဖွင့်စာ1983ခုနှစ်ဇွန်လတနင်္ဂနွေတရက်၌မျက်လေးယုံအောက်တွင်ကလထိုင်ချခင်း၍ဓာတုဗေဒရဒီကယ်များကြက်မှတ်နေသောသူမအနီးသို့ဖြိုးရောက်လာ၏ဇောငါနင့်ကိုပြစရာတစ်ခုရှိလို့အိမ်လိုက်ခဲ့စမ်းပါဟုမျက်နှာပိုးတတ်ထားရသောအမှုအရာဖြင့်တီတိုးခေါ်လေသည်ဘာလဲရင်ဘာပြမှာလဲချိုးကတခုခုပြစရာရှိလျင်တကယ်အထူးဆန်းပစ္စည်းများဖြစ်တတ်၏ငငယ်တုန်းကတော့သူ့အိမ်မှာမှန်လောင်ကန်ကလေးဖြင့်မွေးထားသောရွှေငါးကလေးများဟန်ပလင်းအဝကျဲထဲထည့်ထားသောပိုးစိမ့်ကောင်ဟုသူမတို့ခေါ်သည်ရွှေရောင်တောက်နေသောတောင်ပန်စိမ်းများရှိသည့်အကောင်ကလေးများတစ်ခါဟန်ပလင်းထဲတွင်ကင်းမလက်မဲဟုခေါ်သည်စိမ့်မောင်သောကင်းကြီးများကိုထည့်၍ပြတတ်သေး၏တံပတ်ပေးလိုက်လျင်အစာငုံငုံကောက်သည်အမွေးဖွားဖွားအဖြူရောင်ကြက်ရုပ်ကလေးများပြတတ်သေးသည်အသက်နည်းနည်းကြီးလာတော့သူပြသည့်ပစ္စည်းများပြောင်းလဲလာသည်သူ့အတွက်သူ့အဖေကဝယ်ပေးသည့်ပိုက်ကျိုးရှုံးဖြင့်ထည့်ဆွဲရသည့်ဘောလုံးလိုဘက်မင်တန်လိုသူဘောလုံးကန်ရမှစုရလာသည့်ငွေတိုင်းသေးသေးကလေးလိုမျက်နှာတုပ်ပွားလိုဖန်ကွက်လိုပစ္စည်းများဖြစ်လာသည်ယခုလဲသူ့မှာပြစရာပစ္စည်းတကယ်ရှိမှန်းစော်ရိပ်မိသည်ဘာမှညင်းမနေတော့ပဲလက်ထဲကစာအုပ်ကလေးကိုကလထိုင်ပေါ်ပစ်ချပြီးသူခေါ်ရသို့လိုက်လာခဲ့သည်ခြံစည်းရိုးပြတ်မှကြော်ဝင်ခြင်းဖြစ်သောကြောင့်သူ့အိမ်ရှိတက်တဲ့မှမဝင်တော့ပဲဘေးပေါက်တန်တကားမှဝင်ခဲ့ကြသည်ထိုဘေးတကားနှင့်ကပ်လျက်အောက်ထက်အခန်းမှာသူ့အခန်းဖြစ်၏လာဧခန်းကိုရှေ့ခန်းရောက်တော့သူ၏တူးသီးသောအမမိုးနှင့်အတူထိုင်နေသောဇော်၏အကိုဝင်းခွဲကိုတွေ့ရ၏သူတို့နှစ်ယောက်ဓာတ်ပုံအယ်ဘမ်များကိုကန်ရင်စကားပြောနေကြသဖြင့်သူမှခြေဖွနင်းလျက်အကိုကြီးကိုဆက်ဖြဲဖြဲလေးပြုံးပြရင်ဖြိုးနောက်ကကပ်လိုက်သွားသည်ဖြိုးကနရံတွင်ချိတ်ထားသောမှန်ပေါင်တွင်ဓာတ်ပုံများစီခေါ်သွား၍ဘောလုံးကန်နေသောသူ့ဓာတ်ပုံကိုလက်ညှိုးညွှန်ပြ၏ဘောင်းဘီအစင်ကြားနှင့်ဘောလုံးကန်နေသောဖြိုး၏နောက်မှာဘောလုံးသမားများပြေးလွှားနေသည်ကိုမတဲမကွဲမြင်ရသည်ဒါတကယ်ဘောလုံးပွဲမှာရိုက်ထားတာပဲအမလီဒါများကြွားစရာမရှိခေါ်ကြွားရသေးတယ်အမျော်လင့်ကြီးမျော်လင့်ထားသည့်သူမကမကြည်မချမ်းရေရွတ်လိုက်လေသည်ဒီဓာတ်ပုံငါကြည့်ပြီးသားကြီးကိုဟုတ်လားဒါပေမဲ့အခန်းထဲမှာပြစရာရှိသေးတယ်လာသူမမယုံတဝက်ယုံတဝက်ဖြင့်သူ့အခန်းသို့လိုက်သွားသည်သူ့စာကြည့်စပွဲမှာစာအုပ်3-4အုပ်သာရှိလျက်တက်နစ်ဘောလုံးများကြက်တောင်အစုပ်များပေပွနေအောင်တင်ထားသည်ဘယ်မလဲပြဒီမှာငါပြောမလို့ဟိုဥစ္စာလီနင်းနဲ့ငါနဲ့အမျိုးတော်ရတော့မယ်ဟု
ချိုးကဘလူမအပိုးသက်မရသောမျက်နှာပေးဖြင့်ရေကျဲကျဲပြောလိုက်လေသည်ဘာရှူတူတူနင်းကလည်းမအော်စမ်းပါနဲ့အဲ့ခန်းမှာမမြင်ခဲ့ဘူးလားမမနဲ့နင့်အကိုနဲ့စကားပြောနေတာအဲ့ဒါဘာဖြစ်လဲနင်းဟာလေចောင်းစာတော်တလောက်ပတ်ဝန်းကျင်လေ့လာမှုသိညံ့တာပဲနင့်အကိုနဲ့မမနဲ့ယူကြတော့မှာအိုးမဟုတ်တာအော်ဟုတ်ပါတယ်ဆိုမှနင်းမယုံရင်ဒေါ်လေးမေးကြည့်ပါလားနင်းတို့ဦးလေးတွေနောက်လာဆိုမော်လမြိုင်ကနေဒီကိုလာကြတော့မှာတဲ့မမနဲ့ကိုကြီးနဲ့စိတ်ဆက်ဖို့တဲ့နင့်ဘသူပြောလဲငါချောင်းသားထောင်တာပေါ့ဟုကျိုးကညစ်ကြဲကြဲလေတံဖြင့်လက်မထောင်ရင်းပြောလေသည်သူမတော်တော်အံ့ဩပြီးဝမ်းသာသွား၏ကျိုးတို့အမမမိုးမှာသူမတို့ရက်ွက်တွင်အလှဆုံးအသိမ်မွေ့ဆုံးအပြူတူဖြစ်လေသည်ဒီလောက်ချစ်ဖို့ကောင်းသည့်မမိုးကိုမိသူကအမျိုးမတော်ခြင်းပဲရှိပါမည်နီနင်းငါ့ကိုမျက်နှာမပူဘူးလားဖြူဘာလို့ပူရမှာလဲနင်ကမင်းကလေးရှင်လေငါကယောက်ျားလေးရှင်လေသွားစမ်းပါချိုးကတစ်ချက်မှမျက်နှာမပြတ်ပဲရေမော၏ကျိုးဤနှုတ်ခမ်းအထက်မှာခရေးရေးလေးမြင်နေရသောနှာခမ်းမွေးဆဆကိုကြည့်မိ၍ဇောတော်တော်အံ့ဩသွားသည်ချိုးဟာလူပြိုတောင်ဖြစ်နေပြီပဲသူမထက်တစ်နှစ်ခွဲကြီးသောကြောင့်ယခုဆိုလျင်သူ16နှစ်ပြည့်ပြီးပြီဖြစ်လိမ့်မည်ထိုအချိန်မှပင်သူမတစုံတစ်ခုကိုတတိယသွား၏ဖျားရီငါနဲ့သူနဲ့အခန်းထဲမှာ2ယောက်တည်းမနေသင့်ပါပဲလားတခြားပြစရာမရှိတော့ဘူးဆိုရင်ငါပြန်မယ်သူမအတန်သည်စောစောကလိုမဟုတ်ပဲအနှဲငယ်ဆူရှရှဖြစ်သွား၏ဟာဘာလဲဘာဖြစ်လို့လဲသူကနားမလဲသလိုရုတ်တရက်မေးလေသည်နောက်ပြီးသူ့ကရင်ပေါ်ပြစ်ထိုင်ချလိုက်၏သူမကိုစူးစူးဆန်းဆန်းလှမ်းကြည့်တော့သူ့မျက်လုံးအစုံကိုချက်ချင်းမျက်နှာလွှဲပစ်လိုက်မိတာဘာကြောင့်ပါလဲငါစာချက်ရအောင်မဲဟာအမလီစာများဘယ်အချိန်ကြက်ရတာပဲနေစမ်းပါအောင်ငါစကားကောင်းပြောမလို့နင်သိစာတော်ချင်တာဘာဖြစ်လို့လဲဇောဟုတ်တော့စာတော်ချင်တာဟာစာတော်ချင်လို့ပဲပေါ့ဟာရှင်းပါကွာချိုးကဟဟပပရေမောလိုက်တော့ကြောင့်သူမမျက်စောင်းထိုးပစ်လိုက်မိသည်ချိုးကမျက်နှာထားခတ်တီတီပြင်၍နေဆယ်တန်းအောင်ရင်ဘာလို့မှာတော့ကဲဟုမေးသည်အိုးတက္ကသိုလ်တစ်ခုမှာဆီယမဝင်လုပ်မယ်ပြီးရင်စာရေးဆီယမဖြစ်အောင်လုပ်မှာပေါ့ဟာအော်သူဤတယောတလို့ရေရွတ်တန်ကိုသူမဂယုမဆိုင်ပါငါက10တန်းကိုဂုံတုအများဆုံးရအောင်စူးစမ်းမှာဟုတဆင့်တက်၍ပြောမိပြန်၏ဒါပေမဲ့နင်ကအခုမှ6တန်းရှိသေးတာချိုးရဒီလောက်မတုံးစမ်းပါနဲ့6တန်းစာနဲ့10တန်းစာပေါင်းပြီး10တန်းပေးခွန်းထုတ်တာ2နှစ်စာဖြည့်ရမှာသိရဲ့လားဒီတော့6တန်းကလေးကစာတွေပိုင်နေရင်10တန်းကျတော့တတ်တာတာပေါ့ချိုးကသူမကိုငေးဆိုင်ကြည့်ရင်ပခုံးတွန်ကပြုံးလေသည်ထို့နောက်ရုတ်တရက်တတိယသွားသလိုဒါနဲ့နင့်ကိုဟိုအကောင်လိုက်သေးသလားမိစောဘဲကောင်လဲမနစ်တုန်းကနင့်ကိုရီးစားစာပေးတဲ့အကောင်ဟာနင့်မှာရီးစားစာပေးတဲ့လူတွေဘလောက်များနေလို့မမိရပြန်တာတော့သူမအော်ဟစ်ရေလိုက်မိလေသည်အဲ့ဒီကောင်လေးကိုသူမအာယုံထဲမှာတခါမှထဲ့မစင်စားဘူးကြီးအေးပါဟာငါမေ့နေလို့ပါမလိုက်ပါဘူးငါအပြက်ပြောပြီးသားဥစ္စာနေသူနဲ့လမ်းမှာတွေ့ရင်ရန်လိုမနေနဲ့အောင်သူကရှစ်တန်းကြနေရခဲ့တာဥစ္စာစိတ်ပူမနေစမ်းပါနဲ့ဟာစိတ်မပူနဲ့ဆိုပြီးမိစော်လေးတယောက်ပါသွားမှစိုးလို့ပါဗျာသူကအတန်ချစ်၍ရေမောပြန်တော့သူမဒေါသထွက်သွား၏သူမခါထောက်ပစ်လိုက်သည်ဒီမဲ့ဖြိုးငါမျက်နှာစိစိကြည့်ထားစမ်းငါထက်ပညာအဆင့်တန်းနှိမ့်တဲ့လူမျိုးများငါတသက်မမှန်းဘူးနားလေလားသူမျက်နှာမှာရေမောရိတ်သည်ရုတ်တရက်ပျောက်ကွယ်သွား၏အပြုံးရိပ်ကလေးပင်မကြံခဲ့ကြသူကသူမကိုခတ်ဆူဆူတစ်ချက်ကြည့်ရင်အတန်တိတ်ဆိတ်နေခိုင်းသူမကရုတ်တရက်လှည့်ထွက်လာခဲ့သည်ထိုအချိန်ထိသူ့ထံမှဘာစကားတန်မျှမကြားရချေကျောင်းဖွင့်ပြီးတပတ်အကြာအင်္ဂါနေ့ကျောင်းတက်ပထမခေါင်းလောင်းထိုးချိန်၌သူမတို့အတန်းထဲသို့ကျောင်းသားတစ်တယောက်ရောက်လာခဲ့သည်တခြားယောက်ျားလေးတွေသပင်ရှိမတိုးမရှိသပင်ပုံစံတွေထားနေချိန်တွင်ကျောင်းသားတစ်ကတော့တိုးနှက်နှက်သပင်ကလေးမှာထောင်းနေသည်အရက်မနှိမ့်မမြင်ကိုလုံးခပ်ပိန်ပိန်ဖြစ်ပြီးမျက်နှာကျပုံဘိုးကပြားဆန်၍တွေ့လျလှပသည်သူကအစ်စ်ဖြစ်ပေမဲ့ရှိုးတိုးရှမ်းတဲ့အမှုအရာလုံးဝမရှိ
ထူးဆန်းစွာပင်သူ့လက်ထဲမှာထမင်းဘူးတစ်ခုပါလာ၏ထမင်းဘူးကိုယောက်ျားလေးခုံနှန်းနောက်ဆုံးခုံတောင်စွန်နရံနှင့်ကက်လျက်တွင်အရင်ချထားလိုက်၏ပြီးတော့နတ်မောင်ရွှန်းလက်သောမျက်လုံးများဖြင့်တဒန်းလုံးကိုဝှေ့ခနဲ့တစ်ချက်ကြည့်ကဆရာထံစာရွက်တစ်ခုသွားပေးသည်ဆရာကမောကြည့်ရင်စာရွက်ကိုယူကအေးသွားထိုင်ဟုတခွန်းသာပြောလျက် register စာအုပ်ကိုဖွင့်ပြီးနာမည်စာရင်းစတင်ခေါ်သည်ကျောင်းသားတစ်ကရှေ့ဆုံးခုံတန်းဘသူမှမထိုင်ချင်၍လွတ်နေသောဆရာစပွဲနာကနေရာတွင်အသာဝင်ထိုင်၏သူမ၏ဘဲဘက်3-4ပေအကွာလောက်မှရှိသောကျောင်းသားတစ်စီသို့သူမ၏မျက်စိကလစ်ခနဲ့ရောက်သွားသည်သူ့ပုံစံကပြုံးရခဲမိမျက်နှာထားမျိုးနှာတန်းချွန်ချွန်အောက်မှပါးလျသောပါးစပ်မှပုံပန်းကျနာတည်တက်လှသည်ထိုကျောင်းသားကတော့မှတ်စုစာအုပ်ဖွင့်၍ငုံကြည့်နေလေသည်ယောက်ျားလေးနာမည်စရင်တွင်နောက်ဆုံးနာမည်ခေါ်တော့မှသူကမတ်တရက်ပြ၍ထူသည်မောင်နန္ဒာတဲ့နာမည်ကလည်းမင်းသားနာမည်ကြီးကျောင်းသားအားလုံးဤမျက်ဝန်းပေါင်းစုံသူ့ထံစူးစိုက်အကဲခတ်နေကြမှန်းသိလျက်နှင့်သူ့ပုံစံမှာနေသားတကျရှိနေသည်ဤအခန်းမှာသူတစ်ပတ်လုံးလုံးနေခဲ့ပြီးသားအခန်းတစ်ခုဖြစ်တယ်လို့ပင်မာနလည်းနည်းနည်းတော့ကြီးပုံပဲထိုနေ့ကအင်္ဂလိပ်စာအချိန်မှာပထမဆုံးသင်ခန်းစာထဲမှာမီးနှင်းများကိုဆရာကတယောက်ချင်းလက်ညှိုးထိုး၍မေးသည်ညကြက်ခဲ့ရန်အိမ်စာပေးလိုက်သောမီးနှင်းများဖြစ်လေသည်ဆရာကနန္ဒကိုကျောင်းသားတစ်ဖြစ်မှန်းတတိထားမိဟန်မတူပဲမေး၏နန္ဒကယနေ့မှကျောင်းအပ်သောကျောင်းသားတစ်ဖြစ်ကြောင်းတခွန်းမှမဖြေရှင်းပဲတွက်လက်စွာထဖြေလိုက်လေသည်ခင်ဝေသင်းကတင်တင်စောကိုလက်တို့လျက်ဟေးငါဘေးတင်ဟောလိုက်မယ်သူကိုယ်နဲ့နှစ်ကြဖြစ်ရမယ်ဟုခတ်တိုးတိုးအတင်းပြော၏ထိုနေ့မှာပင်သူမနှင့်ကျောင်းသားတစ်ကလေးတို့အကြားတွင်ရန်စတစ်ခုဖြစ်ပွားခဲ့သည်နေ့လယ်စာထမင်းစားကြောင်းဆင်းချိန်တွင်ဇော်ကလက်တုပ်ပွားလေးခုံတန်းပေါ်ချခင်းသည်ထို့နောက်ထမင်းဘူးကိုလက်တုပ်ပွားပေါ်တင်လျက်အဖုံးဖွင့်သည်အမေပါဟင်းနှင့်များထည့်ပေးလိုက်ပါလေသူမအဖေမှာနာယီပြင်စရာတဦးဖြစ်ပြီးအမြဲလိုပိုက်ဆံပြက်လက်နေတတ်သောကြောင့်ဟင်းကောင်းပါမည်ဟုမျှော်လင့်၍မရချေထင်သည့်အတိုင်းပင်ပဇွန်ရွက်နှင့်ပဲပင်ပေါက်ကျော်ဘဲဥကျော်နှင့်ဇော်အလွန်ကြိုက်သောငပိထောင်ဆက်ဆက်ထို့နောက်ထမင်းဘူးဖွင့်လက်သားကလေးကိုလက်တုပ်ပွားနှင့်တပါးတည်းမကင်လျက်ငပိထောင်ကြိုက်တတ်သောနောက်ခုံတန်းတန်းကျော်တငယ်ချင်းမိန်းကလေးထံထမင်းသွားစားရန်လှည့်ထွက်လိုက်သည်ထိုအချိန်မှပင်တယောက်ယောက်ကသူမ၏ညာဘက်ပခုံးကိုခပ်ပြင်းပြင်းဝင်တိုက်ထည့်လိုက်သောကြောင့်သူမရိုင်သွား၏လက်မှာကင်ထားသောထမင်းဘူးကခွက်ခနဲ့အောက်မောက်ကျသွားသည်မိတောက်လို့မတက်ဒေါသမျက်လုံးများဖြင့်တိုက်လိုက်သူအားလှမ်းကြည့်လိုက်၏ကျောင်းသားတစ်သည်အံ့ဩအားနာနေဟန်ပုံစံဖြင့်နိကတ်စွာမတ်တရက်လျက်ရှိသည်သူ့လက်ထဲမှလည်းနောက်ဆုံးခုံတန်းမှပြန်ယူလာခဲ့သောထမင်းဘူးကလေးကိုကင်လျက် sorry ဘာဤကိစ္စ၌သူမကိုပြပြတလဲတောင်းပန်သင့်ပါလျက် sorry ဟုတခွန်းသာဆိုသောထိုလူငယ်လေးကိုဇောအယမ်းစိတ်ဆိုးသွားလေသည်တကယ်ဆိုထမင်းဘူးတစ်ခုလုံးသူ့ကြောင့်မှောက်ကြတဲ့ဥစ္စာပဲကျွန်တော်ကိုခွင့်လွတ်ပါခမညာဘာညာပြောတင်တာပေါ့နင်မျက်စိကန်းနေသလားလူတစ်ယောက်လုံးကိုမမြင်အောင်နင်မျက်စိကန်းနေလို့လားစိတ်ရှိလက်ရှိအော်ဟစ်ရန်တွေ့ပစ်လိုက်သောအခါသူမျက်နာပြက်သွား၏ဇော်သည်မှောက်ကျနေသောထမင်းဟင်းများကိုငုံကြည့်ကဒေါသထွက်ရာမှဝမ်းနည်းလာသည်တငယ်ချင်းမိန်းကလေးနှစ်ယောက်ဇော်အနာရောက်လာပြီးချော့သည်လာပါတင်တင်ဇော်ရဲ့ဘာမှပြောမနေပါနဲ့သူလဲတမင်တိုက်တာမှမဟုတ်တာတို့မှထမင်းတွေအများကြီးထည့်လာတာငါတို့နဲ့အတူစားဟုတွဲခေါ်ဖြောင်းဖြလေသည်တခြားတစ်ယောက်ကထမင်းဘူးနှင့်လက်တုပ်ပွားကိုပြန်ကောက်လျက်အကြအနပြန်ချီပေး၏ထို့နောက်ထမင်းဟင်းတို့ကိုခတ်သွက်သွက်တပြက်စီလဲ၍အမိုက်ကောသည့်ဂေါ်ပြားထဲသို့စုပုံလဲထည့်နေ၏ကျောင်းသားတစ်ကသူမ၏ထမင်းဟင်းများကိုသာငေးမောရင်ခက်ငိုင်ငိုင်ရက်နေလေသည်ဘာလို့ရမှန်းမသိတော့သည့်ပုံစံမျိုးတင်တင်စော်ကတော့ထမင်းထဲမှာမြင်နေရသည့်ကစွန်းရွက်ကြော်နှင့်ငပိထောင်အလုံးကလေးကိုကြည့်ပြီးဝမ်းနည်းရာမှအားငယ်ရှက်ရွံ့လာသည်အခုတော့သူငါထမင်းကိုမြင်သွားပြီပေါ့ငါအိမ်အခြေအနေကိုလည်းသူအကဲခတ်မိသွားပြီပေါ့သူမရက်နေရာမှခြာကနေလှည့်ထွက်လိုက်ရသည်မှာရွဝဲပြည့်ရှမ်းလာသည့်မျက်ရည်များကြောင့်ဖြစ်၏သူမနေရာသို့ပြန်မထိုင်သေးပဲပဒင်းပေါက်နာသွားရက်ခါတမပင်တွေကိုငေးမောကြည့်နေရင်မျက်တောင်ပုတ်ခတ်လုတ်ပစ်လိုက်ရသည်ထ
မင်းမရှိတော့၍မုတ်ဝဲစားရန်မှုတ်ဖိုးတပြားမှမရှိပါသူမကိုအိမ်ကမှုတ်ဖိုးမပေးလိုက်ပါဟေ့ဒီမဇောအနာတို့တယောက်ယောက်လာရက်ပြီးခတ်တိုးတိုးခေါ်သည်သူပဲဖြစ်မှာပါအခုမှတောင်းပန်မလို့ပေါ့လေဇော်လက်မကြည့်ပါမျက်ရည်များရီဝေနေသောကြောင့်ဖြစ်သည်ဟေ့နင့်နာမည်လဲငါမသိဘူးငါတောင်းပန်ပါတယ်ဟာဟိုဘက်ကကောင်တယောက်ကိုငါရှောင်လိုက်ရလို့ပါငါထမင်းဘူးနင့်နေရာမှာတင်ထားခဲ့တယ်နင်စားလိုက်ပါဘာပြောတယ်သူမတအံ့တော်လှည့်ကြည့်လိုက်သည်အနီးကပ်ရက်နေသောចောင်းသားတစ်ဤစိမ့်မောင်သောမျက်ဝန်းတို့နှင့်ရင်ဆိုင်လိုက်ရသည်သူကမပြုံးမရဲခတ်တီတီငါမုံမဲတော့စားလိုက်မယ်မစားဘူးနင့်ထမင်းဘူးနင်ပြန်ယူသွားမယူဘူးနင်စားလိုက်ចောင်းသားတစ်ကလှည့်ထွက်သွားသည်ဇော်ကုတ်ခုံတန်းစီသို့ခတ်တွတ်တွတ်ပြန်လျှောက်ခဲ့သည်သူမနေရာတွင်သူ့ထမင်းဘူးကလေးတင်ထားသည်အဖုံးဖွင့်လျက်သာကော့ပြန့်နေသောဆံမွေးအကောင်းစာထမင်းဘူးအန်ထဲမှာပစွန်တုတ်ကျော်နီနီရဲရဲအကွေးလိုက်မြင်ရသည်နောက်ပြီးအသားတုပ်လားပါလားခရမ်းချင်သည့်အရွက်တိုးနှင့်ရောပြီးတုပ်ထားသည့်ဟင်းတစ်ခွက်ထမင်းကိုလည်းပစွန်စီကြော်ရည်ဆန်း၍နေထားဟန်တူပါသည်စာလောင်မွတ်သိပ်စွာသူ့ထမင်းဟင်းအနံ့ကိုရှူရှိုက်ရင်တလိမ့်လိမ့်တက်လာသောအားငယ်ရှက်ရွံ့မှုကိုမျိုးချပစ်လိုက်ရ၏ဟေ့နန္ဒအတန်းပေါက်ဝရောက်ခါနေသောចောင်းသားတစ်ကလှည့်ကြည့်သည်ဇော်သူ့ထမင်းဘူးကိုလက်နှစ်ဖက်နှင့်မကင်ကပရင်းပေါက်သို့တည်ယူသွားသည်သူမဘာလို့တော့မီကိုရိမ့်မိဟန်ဖြင့်သူကလက်ကပြလျက်ခတ်တွတ်တွတ်ပြန်လျှောက်လာသည်ဟေ့မလုံနဲ့လေသို့တော့သူမပရင်းပေါက်မှသူ့ထမင်းဟင်းများကိုတွန်ချပစ်လိုက်တော့သည်တွန်ပြီးချိန်ကျမှသူအနီးသို့ရောက်လာသည်ယော့နှစ်ထမင်းဘူးကြေရောနန္ဒကသူမကိုဘာမှမပြောဘဲစိုက်ကြည့်၏သူ့မျက်ဝန်းများတောက်ပလွန်းသောကြောင့်ဇော်အမတရက်ကျူးလွန်လိုက်မိပြီးဖြစ်ကြောင်းရိပ်မိလိုက်သည်သူမတို့နှစ်ယောက်အကြားတွင်ရန်စားတစ်ခုဖြစ်ခဲ့ပြီးသူစကားတခွန်းမှမပြောပါသူ့ထမင်းဘူးကိုသာငြိမ်သက်စွာလှမ်းယူလျက်သူ့နေရာသူပြန်သွားလေသည်ထိုအချိန်မှစ၍နန္ဒနှင့်တင်တင်စောတယောက်ကိုတယောက်မျက်နှာချင်းမဆိုင်မိအောင်ကြိုးစားသည်ဆိုင်မိလျင်လည်းမျက်လုံးချင်းမစုံမိအောင်ကြိုးစားသည်အရက်ပုတလောက်ခေါင်းမာသောကောင်မလေးကိုသူကမြင်ပြင်းကပ်ဟန်ရှိသလိုရုပ်ရည်ချောမောသလောက်အဝင်မြင့်ဟန်ရှိသောကောင်လေးကိုသူမကလည်းမျက်မုံကျိုးနေသည်ထို့ထက်ပို၍ဆိုးသည်မှာသူအင်္ဂလိပ်စာတော်သောကြောင့်သူမတွင်ဖြစ်ပေါ်လာသည်မနာလိုစိတ်ပင်ဖြစ်လေသည်အတန်းထဲတွင်စာဖတ်ပြရသည်ဖြစ်စေမေးဝန်းများဆရာမေး၍ဖြေရသည်ဖြစ်စေတူထရက်၍ဖြေလျင်သူမအံ့ဩငေးမောနေမိလောက်အောင်သူအင်္ဂလိပ်အတန်ထွက်များကပီတအပေါ့ပါလှသည်ဘေးကတငယ်ချင်းများကလက်တို့၍အဲ့ဒီကောင်အင်္ဂလိပ်စာသိပ်တော်တာပဲနော်ဟုတီတိုချီးမွမ်းသည်ကိုပင်သူမမခံမရက်နိုင်။အိုးသူ့အဖေကဆရာဝန်ဆိုပဲပညာတတ်မိဘကမွေးဖွားလာတဲ့ကောင်ဒီလောက်မှမရရင်ညံ့တော့မှာပေါ့။ဇော်ကအတန်းပညာလုံးဝမတတ်သည်ဖုန်ကြီးလူထွက်ဖခင်နဲ့လေးတန်းအထိသာပညာသင်ခွင့်ရသောတောရွာသူမိခင်တို့မှမွေးဖွားကြီးပြင်းသူဖြစ်သည်။အမေကတိတ်စာတော်ခြင်း၍စ조사ကြောင်းတက်လို့တော့လေအမေမိခင်ကမင်္ဂလေးဆိုတာတေစာရှင်စာတက်ရင်တော်ပြီဟုကျောင်းမှနှုတ်၍ဈေးတယ်တယောက်အဖြစ်အသက်မွေးဝမ်းကြောင်းတက်အောင်တင် जाပေးခဲ့သည်တဲ့ထို့ကြောင့်လေအမေကသူ့သမီးကိုစာတော်စေခြင်းသည်အမြင့်မားဆုံးသောယာဒူးကိုမှရစေခြင်းသည်အမေကသူမစာဖတ်လျင်တစ်ဖက်သို့အကျဉ်ထုတ်များဘေးမှအရန်တင်ချပေး၍စေးပေါ်လိတ်ကြီးခဲလျက်မအိပ်မနေထိုင်ဆောင်ပေးတတ်သည်ကလွဲ၍သူမနားမလဲသည့်စာများနှင့်ပတ်သက်လျင်အကူအညီရသူမဟုတ်ချေသို့သောဇော်လည်းနန္ဒလိုတက်ကျွမ်းအောင်ဘာကြောင့်မကြိုးစားနိုင်ရမည်နည်းနောက်ပိုင်းတွင်ဆရာဥကိုကြီးကိုယ်တိုင်နန္ဒ၏အင်္ဂလိပ်စာတော်မှုကိုတတိထားလာမိခဲ့သည်အတန်းထဲတွင်တယောက်စီစာမေးတိုင်းအပြေမှန်မပြေနိုင်ကြလျင်နောက်ဆုံးနန္ဒစီလက်ညှိုးထိုး၍မေးတတ်သည်နန္ဒကခတ်သွက်မတ်တက်ရက်၍ဖြေလိုက်သမျှအဖြေအားလုံးမှန်သည်ကြီးပင်ဖြစ်လေသည်တနေ့မှာတော့အထမတန်းတွင်အင်္ဂလိပ်စာဂုဏ်တူးလဲရခဲ့သောတပြေတန်းကျောင်းတစ်ခုလုံးတွင်အမှတ်အများဆုံးရခဲ့သောအနည်းငယ်မာနသွေးကြွလျက်ရှိသောတင်တင်စွန်အတွက်အရှက်ရစေမိအဖြစ်ပြက်တစ်ခုဖြစ်ခဲ့သည်ဆရာက
တင်းတင်းစောကိုဖြေခိုင်းသောဝါကြတစ်ကြောင်းမှားသွားခြင်းပင်ဖြစ်လေသည်ဇောမှားသွားသောမေခွန်းကိုပင်ဆရာကနန္ဒစီလက်ညှိုးထိုး၍မေးတော့နန္ဒကမတ်တရက်၍ဖြေလိုက်သောအခါဆရာကသဘောတူစွာကောင်းညိတ်၏ထို့နောက်တင်းတင်းစောအားဤကဲ့သို့မဖြေသင့်ကြောင်းဆရာကညွှန်ကြား၍မှတ်ခိုင်းသည်နန္ဒကသူမကိုလုံးဝလှမ်းမကြည့်တော့လေဇောကတော့သူလှမ်းကြည့်နေသည်ဟုပင်ခံစားရ၏အတန်းသားအလုံးကနန္ဒကိုအားကြသလိုငေးနေချိန်မှာပင်စူးနစ်သောခံစားမှုဖြင့်သူမရုတ်တရက်ဆုံးဖြတ်ချက်တစ်ခုချလိုက်၏ငါစူးစမ်းရမယ်ကြည့်နေတစ်ချိန်ချိန်နောက်နှစ်ပေါင်းများစွာကြာလာတဲ့အခါဒီအတန်းသားအလုံးကတင်တင်စောဆိုတာငါတို့နဲ့တဒန်းနဲ့နေလာခဲ့တာလို့ဂုံယူပြောပြကြွားချင်လာလောက်အောင်ဖြစ်စေရမယ်နန္ဒကတော့သူသည်မခံကျင်စိတ်ကြီးမားလာသောကောင်မလေးတယောက်ဤစိတ်ကိုစွာပေးလိုက်မိပြီဖြစ်ကြောင်းဘယ်တော့မှသိနိုင်မည်မဟုတ်ပါသူမတို့နှစ်ယောက်သည်အတန်းထဲတွင်ထမင်းဘူးယူစားသူများဖြစ်သောကြောင့်တယောက်နှင့်တယောက်မစုံမိစေရန်အတော်ကြိုးစားရပါသည်နန္ဒသည်ညောင်လရက်ကွက်လားတစ်တပွေရက်ကွက်လားအဲ့ဒီဘက်မှာနေသည်တဲ့သူ့အဖေကရေနံဆရာဝန်ဟုသိရသည်ညနေကျောင်းဆင်းချိန်တွင်ရေနံကားမဟုတ်သောဂျစ်ကားအစိမ်းရောင်ကလေးဖြင့်လာလာကြိုသည်ကိုတစ်ခါနှစ်ခါမြင်ရဘူးသည်ကျောင်းအလာကိုတော့တစ်ခါမှမမြင်ရဘူးပါနန္ဒသည်ပထမဆုံးအကြိမ်ကျောင်းစားရောက်သည့်နေ့မှလွဲ၍ကြံရက်များတွင်သူမထက်အရင်ရောက်နေတတ်သောကြောင့်ဖြစ်သည်နန္ဒသည်အင်ကြီးအဖြူကိုလက်တိုဘယ်တော့မျှမဝေလက်ရှည်ကိုလက်ဖြန့်အလဲပိုင်းတွင်အခောက်ပြားကြီးကြီးခောက်လျက်ဝတ်တတ်သည်လုံချီကြတော့မာစရိုက်အစိမ်းပြောင်လုံချီကိုအမြဲဝတ်ပြီးတခါတရံမှာအစိမ်းကွက်စိတ်စိတ်ကလေးများဝတ်တတ်သည်ဇော်တို့ကျောင်းသည်ကျောင်းဝတ်စုံနှင့်ပတ်သက်၍တနင်္လာနေ့နှင့်တောက်ကြနေ့တွင်သာစီကံတင်းကျပ်ထား၏ကြံသည့်ရက်များတွင်အခြားရောင်များဝတ်ဆင်ခွင့်ရှိပါသည်သို့သောနန္ဒကတော့တစ်ချိန်လုံးအင်ကြီးအဖြူလုံကြီးအစိမ်းဖြင့်သာအမြဲတွေ့ရသည်သူ့ကိုကြည့်လိုက်လျင်လောလောလတ်လတ်ရေချိုးတန့်စင်ထားပြီးသားလူလိုရှင်းသန့်နေတတ်သည်သူ့ကိုမနာလိုသည့်အကြောင်းရင်းများထဲတွင်အင်ကြီးအဝတ်အစားတတ်တရရက်ဝတ်တက်ခြင်းလဲပါ၏ဇော်ကတော့ယခုနှစ်ကျမှထမိန်ဝတ်ကျင့်ရသူမို့ထမိန်လဲခဏခဏပြင်ဝတ်ရပြီးအင်ကြီးကိုထမိန်နဲ့ထဲမဝတ်ရလျင်မနေတတ်ချေဇော်ကိုကြည့်လိုက်လျင်အမြဲတမ်းပိုတီဖတ်တီနှင့်ကြီးတွေ့ရမည်တခါတော့အလွန်ကြီးကျယ်သောနန္ဒတယောက်တဒန်းလုံးဤဟားစရာဖြစ်သွားဘူးသည်ဆရာမဒေါ်ခင်နွယ်နွယ်သည်ဇီဝဗေဒသင်လျင်အနှိမ့်အမြင့်မရှိသောတသက်မှတ်ထဲသောအတန်ဖြင့်စာတင်တတ်သူဖြစ်၍စိတ်အာယုံစူးစိုက်မထားလျင်ပြင်းစရာကောင်းသည်ဟုတငယ်ချင်းများကဝေဖန်ကြဘူးသည်ဇော်ကတော့တတဗေဒရောယုခဗေဒပါစိတ်ဝင်စားသူမို့ဆရာမစာတင်သည်ကိုပြင်းစရာဟုဘယ်တော့မှမထင်ခဲ့ကြနန္ဒကတော့ဇီဝဗေဒကိုပဲစိတ်ပါဝင်စားမှုနည်းလေသလားမသိတခါကဒေါ်ခင်တွင်အချိန်တွင်အိတ်ငိုက်သွားတာဆရာမမိသွားသည်ဇော်တို့ကဆရာမစီမှာအာယုံဆိုင်နေ၍မမြင်ရတော့လေဆရာမကတော့သူ့ကိုမြင်မှာပေါ့ဆရာမသည်နှာခေါင်းထိပ်ဖျားနှင့်နှစ်ဖူးနှစ်ထင်ပေးတို့တွင်ချွေးဆို့လာသည့်အထိအိုဟတ်ဤအစာအိမ်လမ်းကြောင်းကိုအပင်ပန်းခံ၍စာတင်နေခြင်းဖြစ်လေသည်ဆရာမကစာတင်ရင်ခဏရက်လျက်ခက်မဲ့မဲ့ပြုံး၍ဟဲ့ဟိုတယောက်ဟုလမ်းအော်သည်ထို့နောက်ရှေ့ဆုံးခုံတန်းအလဲမင်းလန်းဘေးပြားတွင်ထင်းထင်းကြီးထိုင်ငိုက်နေသောနန္ဒစီတို့ရေးလက်စမြေဖြူဖြင့်ပြစ်ပေါက်လိုက်လေသည်ထိုအခါကျမှနန္ဒကပြူးပြူးပြပြဖြင့်ထ၍မတ်တရက်၏ညကတော်တော်အေးရေးပြတ်သလားကွဟုဆရာမအမေးတွင်တဒန်းလုံးဝါကနေရေမောလိုက်ကြလေသည်နန္ဒဤဖြူဝင်းသောပါမှာပန်းသွေးရောင်လွှမ်းသွားပြီးမျက်လွှာလေးချလျက်မတုံမလုတ်ပြုံးနေတော့သည်နောက်ပိုင်းကျတော့နန္ဒတို့ကပါသွားပြီးဆရာမဒေါ်ခင်နွယ်နွယ်ဤအချိန်ရောက်လျင်ပိုးနောက်ဆုံးခုံတန်းနေရန်နှင့်ကပ်လျက်ကြောင်ကြကြနေရသို့သွားထိုင်တတ်သည်အဲ့ဒီနေရာတွင်လဲသူငိုက်နေတာပဲအတန်းထဲတွင်ငိုက်တက်သူဟု၍ဇော်တို့ခုံဤနောက်တဒန်းကျော်မှအကောင်မလေးရဲ့နန္ဒရဲ့နှစ်ယောက်သာရှိလေသည်အပိုင်း3ကိုဒီမှာပဲရပ်နာပြစီရှင်နောက်လာမယ်အပိုင်းလေးကိုလည်းဆက်လက်ဆောင်မျှော်နားဆင်ပေးကြပါဦးရှင်